ဒီ order လေးကတော့ cupcake အလုံး50နဲ့ဆဲလမကိတ်လေးကိုမှခရိုမီဒီဇိုင်းလေးနဲ့အယုတ်ကလေးတင်ပေးပါဆိုပြီးတော့သမီးလေးအတွက်လာမှာထားတဲ့ကိတ်လေးဖြစ်ပါတယ်ရှေ့ဗီဒီယိုမှာက cupcake အလုံး50ဖုတ်ထားတဲ့အတွက်ကြောင့်မလို့အေးခံထားပါမယ်အေးခံထားတဲ့အချိန်မှာဒီဆဲလမကိတ်လေးကိုdecoration လေးဆင်ပါမယ်ရှင်မွေးနေ့ရှင်သမီးလေးကခူရူမီလေးကိုကြိုက်တဲ့အတွက်ကြောင့်မလို့အယုတ်ကလေးကိုလည်းခူရူမီအယုတ်ကလေးတင်ပေးမယ်ပြီးလို့ရှိရင်ကာလာလေးတွေကလည်းကိတ်ပေါ်မှာတင်တဲ့ကာလာလေးတွေကလည်းခူရူမီအယုတ်ကလေးမှာပါတယ်ကာလာလေးတွေနဲ့ပဲ match ဖြစ်အောင်လို့တွဲပြီးတော့အလှဆင်ပေးမှာဖြစ်ပါတယ်အမဲရောင်လေးနဲ့ခရမ်းရောင်လေးကတော့ခူရူမီအယုတ်ကလေးရဲ့ကာလာလေးတွေပေါ့နော်အဲ့ဒါကြောင့်မလို့အမဲနဲ့ခရမ်းလေးကိုပဲအသုံးပြုပြီးတော့ decoration လေးဆင်ပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့အလဲကောင်မှာခူရူမီအယုတ်ကလေးတင်မယ်ပြီးလို့ရှိရင်နောက်မှာ happy birthday ပေါ့နော်မွေးနေ့ရှင်သမီးလေးရဲ့နာမည်လေးနဲ့အတူခူရူမီအယုတ်ကလေးတွေပါတယ်စက္ကူတော့ပါလေးတွေကိုထိုးပြီးတော့အလှဆင်ပေးပါမယ်ရှင်ခူရူမီအယုတ်ကလေးမှာကအမဲရောင်လေးတွေများတဲ့အတွက်ကြောင့်မို့လို့ဒီပေါ်မှာတင်ပေးမယ် candy ball လေးတွေကလည်းအမဲရောင်လေးတွေကိုပဲတင်ပေးထားတာဖြစ်ပါတယ်ရှင်အဲ့တော့ခရမ်းရောင်လေးနဲ့အမဲရောင်လေးနဲ့ခူရူမီအယုတ်ကလေးတွေနဲ့ကိုလိုက်ဖက်ညီအောင်လေးအလှဆင်ပေးထားပါတယ်ရှင်ပြီးလို့ရှိရင်ဒုတိယပိုင်းဗီဒီယိုမှာလည်း cupcake အလုံး50ကို decoration ဆင်တာလေးကိုဆက်လက်ကြည့်ရှုပေးပါဦးเนาะ